အားလုံးပဲမင်္ဂလာပါရှင်တက်ခေတ်သတင်းစုံဒီယာမှပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့2026ဖေဖော်ဝါရီလ28ရက်နေ့ညနေပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ယနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ကောင်းမှုမြို့နယ်တွင်မြို့နယ်အစစ်ကာကွယ်စစ်ထုတ်နဲ့စစ်တိုက်ချင်းလုပ်ငန်းများပုံမှုအစစ်ပြည်စီဆွေးနွေးပွဲကျင်းပတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးတူနေခရိုင်ကောင်းမှုမြို့နယ်တွင်မြို့နယ်အစစ်ကာကွယ်စစ်ထုတ်နဲ့တိုက်ကျွေးချင်းလုပ်ငန်းများအရှိန်ဟုန်မြင့်ဆောင်ရွက်နိုင်ရေးအသိပညာပေးဆွေးနွေးပွဲကိုရမန်နေ့နေ့ကမြို့နယ်ပြည်သူ့စီရုံအစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်းသိရပါတယ်ရှင်။ဥစွာတူနေခရိုင်မိခင်နေကလေးသက်ဖြောက်မှုကြည်ကြရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စစာရမီဦးကမိတ်ဆက်စကားပြောကြားပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အောက်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးမြင့်ဦးကအခွင့်အမှားစကားပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ဆက်လက်၍မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးမှူးအစစ်တေဦးစိုးဝင်းထိုးကလက်ရှိဆောင်ရွက်နေသောကာကွယ်ဆေးထိုးလုပ်ငန်းများ2026ခုနှစ်အတွင်းကျန်းမာရေးဝန်ကြီးဌာနပြည်သူ့ကျန်းမာရေးဦးစီးဌာနကဆက်လက်ဆောင်ရွက်ရန်စီစဉ်ထားသောကာကွယ်ဆေးထိုးနှင့်တိုက်ကျွေးခြင်းလုပ်ငန်းအကြောင်းအရာများအားဆွေးနွေးပြောကြားခဲ့ပြီးမြို့နယ်အစစ်ကာကွယ်ဆေးထိုးနှင့်တိုက်ကျွေးမည်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍တက်ရောက်လာသူများကပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်ရှင်အဆိုပါဆွေးနွေးပွဲသို့တူနေခရိုင်မိခင်နေကလေးဆက်ဆံမှုကြည်ကြရေးအဖွဲ့ဥက္ကဋ္ဌဒေါ်စစာရမင်းဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အချုပ်ရေးကော်မတီအဖွဲ့ဝင်များမြို့နယ်မိခင်နေကလေးဆက်ရောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ချိုမျိုးထိုက်နှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများတက်ချင်တဲ့တပ်ဖွဲ့ဝင်များကျန်းမာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုကြော်သူရကော်မှုမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ကျမမြန်လို့ပါ